ဟုတ်ပြီဒီနေ့ကတော့ကျွန်တော်ဒီပုံစံလေးကိုဆွဲပြပေးသွားမှာဖြစ်ပါတယ်တပည့်တော်များများလေးမေးကြတာပေါ့နော်ဒီလိုမျိုးလေးဆွဲခြင်းနဲ့ပြီးတော့ PNG အဖြစ် logo လေးဖြစ်ကျွန်တော်တို့သိမ်းခြင်းနဲ့ PNG file အနေနဲ့သိမ်းခြင်းတာပေါ့နော်အဲ့တော့ဒါလေးကိုလုပ်ခြင်းနဲ့ဒါအရန်လွယ်တယ်လုံနည်းတွေလည်းအများကြီးရှိတယ်ကိုကဒီ logo တစ်ခုအတွက်ပဲလုပ်မယ်ဆိုရင်တော့ဒါအရန်လွယ်တယ်ပေါ့နော်ပိုလွယ်တာပေါ့ okay ဒါလေးကိုကျွန်တော်အမြန်ဆုံးနည်းလေးနဲ့ပြောပြပေးသွားမှာဖြစ်ပါတယ်ပထမဆုံး file ကိုတွားမယ် new တွေကိုတွားမယ်ကျွန်တော် A4 နဲ့လုပ်မှာပေါ့နော် A4 နဲ့လုပ်မှာဖြစ်တဲ့အတွက် A4 စာရွက်လေးယူလိုက်မယ်ပြီးရင် download ကိုကျွန်တော်တို့ layer လိုက်ပြောင်းလိုက်မယ် okay layer လိုက်ပြောင်းသွားပြီဆိုလို့ရှိရင်တခြားဘာမှကျွန်တော်တို့မတွေးတော့ဘူးအလွယ်ဆုံးနည်းဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီထဲမှာ rectangle 2ရှိတယ် rounded rectangle 2ရှိတယ် ellipse 2ရှိတယ်အဲ့တော့ ellipse 2နဲ့ကျွန်တော်တို့အဝိုင်းလေးဆွဲမှာဖြစ်တဲ့အတွက် ellipse 2ကိုကျွန်တော်တို့ရွေးမယ်ရွေးပြီးလို့ရှိရင်ဒီတိုင်းပုံမှန်တိုင်းဆွဲမယ်ဆိုလို့ရှိရင်ဘယ်ဥပုံစံရှိမျောလေးဖြစ်သွားတတ်တယ်အဲ့တော့ကျွန်တော်တို့ဘာနဲ့ဆွဲမလဲဆိုရင် keyboard ကနေ shift key လေးကိုဖိပြီးတော့ဆွဲမယ်ဆိုလို့ရှိရင်တော့အဝိုင်းလေးရမှာဖြစ်ပါတယ် okay ပြီးရင်ကျွန်တော်လွတ်လိုက်မယ် okay အဲ့ဒီနေရာမှာအဝိုင်းအောင်လေးဖြစ်နေတာဖြစ်တဲ့အတွက်ကျွန်တော်တို့အပြောင်လေးပြောင်းပေးဖို့လိုအပ်တယ် free ထဲမှာကျွန်တော်အပြောင်လေးရွှေ့ပေးလိုက်မယ် okay ဒါဆိုလို့ရှိရင်တော့အပြောင်လေးဖြစ်သွားပြီဟုတ်ပြီသူ့ကိုလွယ်လေးတစ်ခုအလုပ်လုပ်ဖို့လွယ်အောင်လို့သူ့ကို right click redirect layer ကိုနှိပ်ပေးထားမယ် okayပြီးလို့ရှိရင်ကျွန်တော်တို့လွယ်လေးတစ်ခုပဲဘာနဲ့ဖြတ်မလဲကျွန်တော်တို့ဖြတ်တဲ့နည်းတွေအများကြီးရှိတယ်ဒါပေမဲ့ဘယ်လိုပြောမလဲပေါ့နော်ဒီတစ်ခုနဲ့တစ်ခု site တူအောင်လို့ဖြတ်ဖို့တော့လိုတယ်အဲ့တော့ကျွန်တော်တို့ဒီမှာဒီတိုင်းအနေနဲ့ rectangular marquee tool နဲ့သွားဖြတ်မယ်ဆိုလို့ရှိရင် okay ကျွန်တော်ဆန်းပြမယ်နော် delete နှိပ်လိုက်မယ် okay နောက်တစ်ခုထပ်ဖြတ်မယ်အဲ့တော့နောက်တစ်ခုနဲ့ site ကတူချင်မှတူနိုင်လိမ့်မယ်ဟုတ်ပြီနော်အဲ့လိုမတူတဲ့အခါမှာပြင်ရခက်တာဖြစ်တဲ့အတွက်ကျွန်တော်အဲ့ new ကိုမသုံးမဲနဲ့ layer လေးတစ်ခုကိုအရင် create new layer နဲ့ layer အသစ်တစ်ခုခေါ်လိုက်မယ်နော်ပြီးခါမှာကျွန်တော်တို့ rectangular marquee tool နဲ့သွားဆွဲလိုက်မယ် okay ပြီးလို့ရှိရင်ကျွန်တော်တို့ကအဖြူရောင်လေးဖြစ်အောင်နောက်ခံအရောင်လေးနဲ့တူအောင်လို့ဒီ background ကိုအဖြူရောင်လေးရွေးထားပေးဖို့လိုအပ်တယ်အဖြူရောင်ရဲ့ကုတ်က F6 လုံးဖြစ်ပါတယ်ပြီးရင် okay နှိပ်လိုက်မယ်ပြီးရင် keyboard က control backspace ပြီးရင် selection ဝင်နေတာကိုပြုတ်ချင် control D ဟုတ်ပြီနော် okay ကျွန်တော်ရသွားပြီသူ့ပုံလေးကိုကျွန်တော်သွားကြည့်လိုက်မယ် okay ဘေးနားလေးတွေဖြူနာပေါ့နော်ဟုတ်ပြီအဲ့လိုပဲကျွန်တော်တို့ဒီကောင်လေးကိုပဲ move to နဲ့ layer တစ်ခုထပ်ပွားလိုက်မယ်เนาะဒီကောင်လေးကိုပဲ layer တစ်ခုထပ်ပွားလိုက်မယ် move to ကိုရွှေ့မယ် keyboard ကနေ alt ကိုဖိပြီးတော့ play ကိုဆွဲပေးလိုက်မယ်ဟုတ်ပြီเนาะအဲ့ဒီနည်းတိုင်းပဲနောက်တစ်ခု alt ကိုဖိမယ် move to နဲ့ဆွဲပေးလိုက်မယ် okay ဒါဆိုလို့ရှိရင်သူပြောတဲ့ပုံစံအတိုင်းရသွားပြီဟုတ်ပြီကျွန်တော်တို့က background ကိုအဝိုင်းအောင်လေးတစ်ချက်ပြောင်းကြည့်မယ် background ကိုတစ်ချက်ရွေးမယ် okay ပြီးတော့ control backspace เนาะအဲ့လိုလုပ်လိုက်တဲ့အချိန်မှာကျွန်တော်တို့ဆွဲခဲ့တဲ့ဟာဒီကဒီလိုကြီးပေါ်နေတာပေါ့เนาะသူလုပ်တယ်လို့မျိုးမပေါ်ဘူးပေါ့เนาะအမှန်ကသူကဒီအဝိုင်းလေးတစ်ခုပဲလိုချင်တာเนาะကျွန်တော်တို့မှာဒီမှာပေါ်နေတဲ့ဟာလေးတွေရှိတယ် okay ဒါကိုဘယ်လိုဖြောင်းမလဲဆိုလို့ရှိရင်เนาะအပေါ်မှာရှိတဲ့ layer တွေအကုန်လုံးကို control နဲ့ select ပေးပြီးတော့ control E နဲ့ပေါင်းလိုက်မယ်ဟုတ်ပြီเนาะပေါင်းပြီးဆိုလို့ရှိရင်ကျွန်တော်နောက်တစ်ခုဘာသွားမလဲဆိုလို့ရှိရင် rectangular marquee tool elliptical marquee tool ကိုကျွန်တော်တို့အဝိုင်းလေးကိုရွှေ့လိုက်မယ်ပြီးလို့ရှိရင် keyboard ကနေ shift key လေးကိုဖိမယ်ဆွဲမယ်ပြီးရင် space bar လေးကိုတစ်ချက်ဖိမယ်နေရာချမယ်เนาะပြီးရင် space bar ကိုလှုပ်မယ်တက်ဆွဲမယ် shift key ကိုတော့ဖိထားမယ်เนาะပြီးတော့ space bar လေးကိုဖိထားမယ်အပေါ်နည်းနည်းဆွဲတင်မယ်အောက်ကိုနည်းနည်းချမယ် okay ပြီးရင်လက်ကိုလွတ်လိုက်မယ် okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့အခု selection ဝင်နေတဲ့ကောင်လေးကိုမလုပ်မလဲဒီ layer ကို control J နဲ့ layer တစ်ခုပွားလိုက်မယ်ပြီးလို့ရှိရင်အောက်က layer ကိုမျက်လုံးလေးမိတ်လိုက်မယ်ဒါဆိုလို့ရှိရင်လိုချင်တဲ့အဝိုင်းလေးရသွားပြီဟုတ်ပြီနော်အဲ့တော့ background မပါတဲ့ PNG ဘိုင်းဖြစ်စေချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီကောင်လေးကို background layer လေးကိုကျွန်တော်မျက်လုံးလေးမိတ်လိုက်မယ်နော် okay သူ့ကို keyboard ကနေ control alt S နဲ့နေပြီးတော့ကျွန်တော်တို့ဒီမှာသွားပြီးတော့မှ PNG လေးကိုရွေးပေးရမှာဖြစ်ပါတယ်ပြီးလို့ရှိရင်ကိုသိန်းကြီးတဲ့နာမည်လေးနဲ့ကိုသိန်းကြီးရဲ့နေရာလေးမှာသွားတင်လိုက်ပေါ့နော်ဒါဆိုလို့ရှိရင် save ပေးလိမ့်မယ်လို့ထင်တယ်